မွန်းချက်ဆရာကောင်းလာတဲ့ဒီဘက်ခေတ်ရဲ့လူနေမှုဘဝတွေထဲမှာကျွန်တော်တို့လူသားတွေဟာစိတ်ထွက်ပေါက်မျိုးစုံကိုရှာဖွေလာကြပါတယ်။ဒီထဲကမှ normalize ဖြစ်လာတဲ့အလေးချင်းတစ်ခုကိုပြောပြပါဆိုရင်စိတ်လိတ်တောက်ခြင်းပဲဖြစ်ပါတယ်။ဆွဲလန်းစရာတွေအများကြီးရှိတဲ့တည်းကဖြစ်ရခက်တဲ့ဆွဲလန်းတစ်ခုကိုပြောပြပါဆိုရင်လည်းစိတ်လိတ်ကိုပဲညွှန်ပြရမှာဖြစ်ပါတယ်။ Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. နန်းစီပြင်လက်ထက်ကစားလို့တသုံးလာကြတဲ့ဒီစီလေးဟာကျွန်တော်တို့ဒီဘက်ခေတ်လူမင်္ဂလာပွဲတွေမှာလက်ဆောင်ပြန်ပေးကြတဲ့အထိအသုံးဆွဲကြမြဲဖြစ်ပါတယ်။လူကြီးလူငယ်အရွယ်မြေတောက်သုံးကြတဲ့ဒီစီလေးဟာအခုဆိုရင်တော့ Marvelous တို့လို Secret ဖြူတွေပိုလာတို့လိုဖတ်ချမ်းတောက်စရာတွေအပြင်ရှင်းမြန်မာစတိုင်းဆေးရွက်ကြီးတွေနဲ့အနံ့ရတာအမျိုးမျိုးစုံလင်သွားရရှိနိုင်တဲ့ e-secret တွေပါမကျန်မယိုးနိုင်တဲ့လက်စွဲတော်တစ်ခုအဖြစ်ယနေ့ထက်တိုင်းတည်ရှိနေပါတယ်။ဆွဲလန်းစီတက်တဲ့အရာတွေကခဏတာတော့နေလို့ကောင်းပြီးစိတ်ကလေးအဆင်ပြေသလိုထင်ရပေမဲ့အချိန်ကြာလာတာနဲ့အမျှကိုယ်စိတ်နဲ့ကိုယ်ကိုပြန်ပြီးဒုက္ခပေးလာတတ်ပါတယ်။ဒုက္ခပေးနေပြီဆိုတာကိုစတင်ခံစားမိတဲ့အချိန်မှာတော့ဆွဲလန်းမိတဲ့အဆင့်ကနေသူမရှိရင်မနေနိုင်တော့တဲ့အဆင့်အထိရောက်နေပြီဖြစ်တဲ့အတွက်ဖြတ်မရအောင်ခက်တွေ့ရတော့မှာပါဖြတ်ဖို့အတွက်ကြိုးစားပြီးသုံးဆမှုကိုရုတ်တရက်ရပ်တန့်လိုက်တဲ့အခါစိတ်နဲ့ခန္ဓာနေမထိထိုင်မသာဖြစ်ရတဲ့လက္ခဏာတွေကိုကောင်းကောင်းကြီးခံစားရနိုင်ပါတယ်ဒီလိုနဲ့တန်တရားကြောပြန်လဲပြီးစိတ်ကိုမထိန်နိုင်တဲ့အခါမှာတော့ပြန်သုံးမိတတ်ကြပါတယ်စိတ်ညစ်လို့သုံးမိတယ်ဆွဲလန်းလာတယ်အနည်းရှိမှန်းလည်းသိတယ်ဖြတ်ဖို့ကြိုးစားတယ်ဆွဲလန်းခြင်းရဲ့တုံ့ပြန်မှုတွေကိုခံစားရတဲ့အခါသုံးရကနေမပြတ်နိုင်တော့ပဲစိတ်ညစ်လို့အရက်ကိုတောက်တယ်အရက်တောက်တော့သိစိတ်ညစ်တယ်ဆိုတာမျိုးဖြစ်ရလာပါတော့တယ်ဒီနေရာမှာဘ ഹു တုတတစ်ခုအနေနဲ့ပြပြချင်တာကစိတ်လေးတောက်တတ်တဲ့ smoker တို့ရဲ့ပုံမှန်တဲ့တိုင်ပါစိတ်လေးတောက်တတ်တဲ့သူတယောက်မှာအပြင်ပန်းကိုကြည့်ရုံနဲ့တင်တိတာထင်ရှားနေတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိပါတယ်ပထမဆုံးအချက်အနေနဲ့ဆိုရင်တော့မျက်နှာနဲ့အရေပြားပါစိတ်လိပ်မှာပါတဲ့နီကိုတင်းကသွေးကြောတွေကိုကျဉ်းစေတဲ့အတွက်အရေပြားစီကိုအောက်ဆီဂျင်ရောက်ရှိမှုနည်းသွားစေပါတယ်ဒါကြောင့်မို့လို့အသားရည်ဟာဖြူဖြော့ဖြော့ဒါမှမဟုတ်မွေးချောက်ချောက်နဲ့ဖြစ်လာပါတယ်မျက်လုံးနဲ့နှာခမ်းဘေးတွေမှာလည်းအရေးကြောင့်နေစောစီးသွားဖြစ်ပေါ်လာတတ်ပါတယ်တချို့ဆိုရင် smoker face လို့တောင်ခေါ်တတ်ကြပါတယ်ဒါအပြင်နှာခမ်းသားတွေကလည်းပုံမှန်ထက်ညူလာတာဒါမှမဟုတ်ခရမ်းရောင်တန်းလာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ဂရင်းနဲ့သွားတွေပါသွားတွေမှာဆစ်လိကျိုးတွေကတ်လာပြီးတော့ဝါလာတာဒါမှမဟုတ်ညူလာတာမျိုးတွေဖြစ်တတ်ပါတယ်တဖုံးကလည်းနီမြန်းရောင်ရမ်းပြီးတော့ပုံမူရင့်တဲ့အကြောင်းဘက်ကိုပြောင်းလာတတ်ပါတယ်ဆစ်လိနဲ့ကဂရင်းနဲ့မှာဆွဲနေတတ်ပြီးတော့ဂရင်းနဲ့ပြင်းတာမျိုးတွေကိုလည်းဖြစ်စေတတ်ပါတယ်နောက်တစ်ချက်အနေနဲ့ဆိုရင်ကတော့လက်ချောင်းနဲ့လက်သေးတွေပါဆစ်လိကကိုင်ပြီးတောက်ရတာဖြစ်တဲ့အတွက်လက်ညှိုးနဲ့လက်မကြားအရေပြားတွေမှာကက်တရာစီလိုညူညင်းကြီးအကြောင်းလေးပြောင်းသွားတတ်ပါတယ်နံပါတ်၄ချက်အနေနဲ့ဆိုရင်တော့လေပင်းနဲ့အတန်ပါဆစ်လိကအတန်ကြိုးတွေကိုရောင်ရမ်းစေတဲ့အတွက်အတန်ကအော်ရှာရှာဖြစ်လာတာမျိုးသိတာပါတယ်လေစလုတ်ကတော့အယူဖြစ်တဲ့အတွက်ဆစ်လိကြောင့်ဓာတ်ရိုက်ကြီးထွားတာမျိုးဆိုတာထက်အသားရည်တွေခြောက်ခမ်းသွားပြီးတော့ပိန်သွားတဲ့အခါလေစလုတ်ကအသားကပ်ပြီးတော့ပိုပြီးထင်ရှားလာတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်ထင်ရှားတဲ့အချက်တွေကိုပြောရမယ်ဆိုရင်မျက်လုံးဖြူနေရလေးတွေမှာသွေးကြောလေးတွေထင်ရှားလာတာဒါမှမဟုတ်မျက်အိပ်ဖောင်းလာတာမျိုးတွေရှိတတ်ပါတယ်ဆစ်လိကသွေးလည်ပတ်မှုကိုထိခိုက်စေတဲ့အတွက်သပင်တွေဖြူလာတာသပင်သားတွေကျန်းလာတာသပင်ကျွတ်တာမျိုးတွေလည်းဖြစ်ပေါ်တတ်ပါတယ်ဆစ်လိအရက်မူရစ်စီစတာတွေထဲမှာဖြတ်ဖို့အလွယ်ဆုံးအရာကိုပြောပါဆိုရင်တော့ဆစ်လိကိုပဲပြပြရမှာဖြစ်ပါတယ်ဆစ်လိဖြတ်ဖို့ကတကယ်တမ်းမှာတော့မခက်ခဲပါဘူးเนาะဒါကြောင့်ဆစ်လိဖြတ်ဖို့ဆိုရင်အလွယ်ကူဆုံးနဲ့အသက်သာဆုံးနည်းလမ်းလေးတွေကိုမျှဝေပေးခြင်းပါတယ်ပထမအဆုံးအနေနဲ့ဆစ်လိတောက်တာကမကောင်းဘူးဖြတ်တဲ့နဲ့ဖြတ်မှတ်ရမယ်ဆိုတဲ့စိတ်ကလေးရှိနေဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်ဒါမှနောက်ထပ်ကြော်ဖြတ်ရမယ့်အစိတ်လေးတွေကိုအလွယ်တကူပဲကြော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်ပ
ထမအဆင့်အနေနဲ့ဆေးလေးတောက်တဲ့အခါကြုံတွေ့ခံစားရမယ့်ကျန်းမာရေးပြဿနာတွေနဲ့တခြားသောဆက်ဆက်ယောဂတွေကိုအရင်ဆုံးသိအောင်လုပ်ထားရပါမယ်။အဲ့ဒီယောဂဝေဒနာတွေကိုခံစားရမှကြောက်တယ်ဆိုရင်ဆေးလေးဖြတ်ခြင်းနဲ့စိတ်ကလေးပေါ်လာပါလိမ့်မယ်။ဒါဆိုရင်ဆေးလေးဖြတ်ဖို့ရက်ကိုစပြီးတော့သတ်မှတ်လိုက်ပါ။ဒီနေ့ကနေစပြီးတော့ဖြတ်မယ်။နောက်3ရက်နေဖြတ်မယ်။စသဖြင့်ရက်သတ်မှတ်လိုက်ပါ။အတက်နိုင်ဆုံးကတော့အခုကနေစပြီးတော့ပဲသတ်မှတ်လိုက်ပါ။ဒုတိယအဆင့်အနေနဲ့ကိုယ့်ကိုအကူအညီပေးနိုင်မဲ့မိတ်ဆွေတငယ်ချင်းမိသားစုဝင်တွေကိုကိုအားဆေးလေးဖြတ်တော့မှဖြစ်တဲ့အကြောင်းကိုအသိပေးထားလိုက်ပါတကယ်လို့များကိုအားဆေးလေးတောက်ဖို့ကြိုးစားမိတာမျိုးရှိရင်လည်းတားခိုင်းလိုက်ပါသူတို့တောက်နေရမျိုးရှိရဆိုရင်လည်းရောပြီးမတောက်မိပါစေနဲ့တတိယအဆင့်အနေနဲ့ဆေးလေးတောက်လေးရှိတဲ့အချိန်တွေကိုသတိပြုပါဥပမာထမင်းစားပြီးတဲ့အချိန်တွေလက်ဖက်ရည်တောက်ပြီးတဲ့အချိန်တွေအပြင်ဆေးလေးတောက်ချင်အောင်ဆက်ဆောင်တတ်တဲ့ငွေချင်းတွေအရာဝတ္ထုတွေကိုတတိလေးထားပေးပါအဖော်နဲ့တွေ့တဲ့အခါဆေးလေးတောက်ချင်တာမျိုးရုပ်ရှင်ထဲမှာဆေးလေးတောက်တဲ့ဇဝင်ကန်တွေပါလာရင်တောက်ချင်မိတာမျိုးဆေးလိပ်မိချစ်အဆန်းရှိတာတွေမြင်တောက်ချင်တာမျိုးလေးတွေကိုလည်းရှောင်ကျဉ်ပေးပါဆိုတော့ဆေးလိပ်ကိုတတိယစီတဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုအရင်ဆုံးသိအောင်လုပ်ထားဖို့လိုပါတယ်စိတ်ညစ်လာတဲ့အခါဒေါသထွက်လာတဲ့အခါအဆုခံရတဲ့အခါစသဖြင့်အကြောင်းမျိုးမျိုးကြောင့်ဆိတ်ရှုပ်လာတဲ့အခါမျိုးတွေမှာဆိုရင်ပိုပြီးတတိကြီးကြီးလေးနဲ့ရှောင်ရှားပေးပါနော်ဒီလိုအချိန်တွေမှာဆိုရင်ဆေးလေးပိုပြီးတော့တောက်ချင်လာတတ်ပါတယ်အကယ်၍များဆေးလေးတောက်ချင်စီဖြစ်နေပြီဆိုရင်တော့အော်ငါဆေးလေးတောက်ချင်နေရပါလားဆိုတာမျိုးကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးအတိအမှတ်ပြုပေးလိုက်ပါပုံမှန်အားဖြင့်ဆေးလေးတောက်ချင်စိတ်က9မိနစ်ကနေ10မိနစ်လောက်ထိပဲကြာတတ်တာမို့လို့ဒီခိုက်တံမှာအာယုံလွှဲဖို့အတွက်တစ်ခုခုလုပ်လိုက်ပါဥပမာအားဖြင့်ပြီးခဲ့ဝါတာမျိုးအချွေတောက်တာမျိုးမျက်နှာထတစ်တာလမ်းလျှောက်ထွက်တာစသဖြင့်တစ်ခုခုလုပ်လိုက်လို့ရပါတယ်ဒီအဆင့်3ဆင့်ကိုကြောဖြတ်ပြီးလို့ဆေးလေးမတောက်ဖြစ်တော့ဘူးဆိုရင်တော့အောက်ပါလက္ခဏာတွေကိုစပြီးတော့ခံစားရမှာဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့စိတ်ကနာမငြိမ်တာဒေါသထွက်လွယ်တာစိုးရိမ်စိတ်များတာစိတ်တက်ကြလာတာစိတ်တက်ကြမြန်တာအာယုံစိတ်ဖို့ခက်ခဲတာမျိုးတွေအပြင်စိတ်လေးကိုတအားတတိယနေရာမျိုးတွေရှိတတ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့ဆိုရင်တော့ချောင်းဆိုးမယ်လေချောင်းနာမယ်ခေါင်းကိုက်မယ်ခေါင်းမူးမယ်မောပန်းလွယ်လာမယ်ခြေတုံလက်တုံဖြစ်မယ်အိပ်ပျော်ဖို့ခက်ခဲစေတာစိတ်ပင်ပန်းစေတဲ့အိမ်မက်တွေမှတ်တာအပြင်ပြုတ်ချင်အကျဉ်းတာမျိုးဝမ်းချုပ်တာမျိုးအစရှိတဲ့အကျိုးဆက်တွေကိုလည်းနောက်ဆက်တွဲအနေနဲ့ခံစားရမှာဖြစ်ပါတယ်အခုပြပြပေးခဲ့တဲ့လက္ခဏာတွေကနောက်ဆုံးဆေးလေးတောက်ခဲ့တဲ့အချိန်ကနေနိုင်အနည်းငယ်အတွင်းမှာစပြီးတော့ခံစားရမှာမျိုးရှိပါတယ်2ရက်ကနေ3ရက်အတွင်းမှာအဆိုးဆုံးခံစားရတတ်ပြီးတော့ဒီ3ရက်အတွင်းမှာပြန်မတောက်ဖဲနေနိုင်သွားတယ်ဆိုရင်တော့ဆေးလေးဖြတ်ဖို့ကတေချာသလောက်ရှိနေပါပြီတခြားနောက်ဆက်တွဲယောဂလက္ခဏာတွေအနေနဲ့ကလည်းတစ်ပတ်နှစ်ပတ်ကြာပြီးတဲ့အခါမှာတဖြည်းဖြည်းချင်းသက်သာလာမှာဖြစ်ပါတယ်ဒီလိုဆိုတော့ခံစားရတဲ့လက္ခဏာတွေကိုဘယ်လိုကျော်လွှားကြမလဲနံပါတ်1အနေနဲ့ကိုယ်ခံစားနေရတာတွေကိုသိအောင်လုပ်ပါခန္ဓာကိုယ်ကနီကိုတင်းလို့ခေါ်တဲ့ဆေးလိပ်ထဲမှာပါဝင်တဲ့ဆွဲလန်းစေတတ်တဲ့ဓာတုပစ္စည်းကိုလိုအပ်နေတာဖြစ်လို့ဒီလိုမျိုးခံစားနေရတာလို့တွေးလိုက်ပါပေါ်လာတဲ့ဝေဒနာတွေဟာအကြာကြီးတည်ရှိမနေနိုင်ပါဘူးခဏပဲပေါ်လာပြီးတော့တစ်ပတ်နှစ်ပတ်နေအလူလူသက်သာသွားမှာပါလို့ကိုအားပေးထားပါတကယ်လို့များတံပြားမှုတွေကိုဆူဆူရွခံစားနေရတယ်ဆိုရင်တော့တကြွနားလေတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပါအာဟာရပြည့်အောင်စားတာမျိုးအေးရေးဝအောင်အိတ်တာမျိုးကိုယ်လက်လေ့ကျင့်နေလုပ်တာမျိုးတွေကလည်းတစ်ဖက်တစ်လမ်းကနေဒီလက္ခဏာတွေကိုသက်သာအောင်အထောက်အကူပေးပါတယ်စိတ်ထဲမှာပေါ်လာတဲ့ခံစားချက်တွေကိုကိုယ်နဲ့အရေးအကြီးဆုံးတငယ်ချင်းမိတ်ဆွေမိသားစုဝင်တရားရောက်ကိုရင်ဖွင့်မှာအပိစကားနဲ့အကူအညီယူနိုင်ပါတယ်နော်စိတ်လေးမတောက်တတ်တဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့လည်းအချိန်ကုန်ဆုံးပေးခြင်းအပြင်ဒီခိုက်တန်လေးတွေကိုသက်သာစေနိုင်ပါတယ်အခုပြပြပေးခဲ့တဲ့နည်းလမ်းလေးတွေနဲ့ဆိုရင်တော့စိတ်လေးကိုအလွယ်တကူဖြစ်နိုင်မှာပဲဖြစ်ပါတယ်ဒုက္ခပြပြပေးခဲ့တဲ့နည်းလမ်းလေးတွေကမိတ်ဆွေတို့အတွက်အကောင်းကျိုးတစ်စုံတရာရှိခဲ့မယ်ဆိုရင်ဒုက္ခကအတိုင်းမသိဝန်တာနေမှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့အကောင်းကျိုးတစ်စက်မှမရှိတဲ့စိတ်လေးကိုဖြတ်ပြီးတော့ကျမ်းမှန်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်
ဒီဆောင်မလေးကို Activity ရဲ့ Facebook page ကနေကိုယူတင်ဆက်ပေးထားတာဖြစ်ပြီးတော့နောက်လာမယ့်အသစ်သောဗီဒီယိုတွေကိုနားဆင်နိုင်ဖို့အတွက်ဒုက္ခရရဲ့ channel လေးကို like and subscribe လုပ်ပေးထားခဲ့ပါအောင်နော်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်